တငယ်ချင်းဖြစ်သူကိုသူ့ရဲ့ရည်စားဟောင်းနဲ့ချိတ်ပေးလိုက်ပြီးတဲ့နောက်မှာတော့ဒီမိန်းကလေးကညဘက်မှာအရက်တွေမူပြီးယူသွတ်တယ်လို့မျိုးသူနေတဲ့နေရာကိုရောက်လာခဲ့ပါတယ်။အိမ်ပြန်ရောက်ခါစာဆောင်အမြင်နဲ့တိုးမိသွားတဲ့အချိန်မှာတော့တငယ်ချင်းဖြစ်သူနဲ့တကယ်ပဲလုပ်ခဲ့တာလားဆိုတာကိုအတီးပြုပြီးတဲ့နောက်မှာတော့မနာလိုစိတ်နဲ့ဒေါသထွက်နေတဲ့ဖြူခင်းကသူ့ကိုအားနဲ့တွန်းလိုက်ပါတယ်။အဲ့ဒီလောက်ရက်ကစောင်းငင်ကိုချက်ချင်းပဲဒေါသထွက်သွားစေပြီးဖြူခင်းကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်ပါတယ်။ဖြူခင်းကကိုမားနေမှန်းသိပေမဲ့လည်းစိတ်ထဲမှာတော့အလွန်မင်းမခံမရက်နိုင်ဖြစ်သွားပြီးစောင်းငင်ကသူ့အတွက်မထိုက်တန်မှုဆိုပြီးပြန်ပြောလိုက်ပါတယ်။စောင်းငင်ကတော့သူမရဲ့မိသားစုတွေလိုပဲသူ့ကိုအထင်သေးနေတာလို့မှားယွင်းပြီးနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့သူလက်ထွက်သွားခါနီးမှာပဲဖြူခင်းကသူ့ရဲ့ရင်ထဲကစကားတွေကိုထုတ်ဖော်ပြောလိုက်ပါတယ်။သူမကသူတို့နှစ်ယောက်အတူတူဖြစ်လာဖို့အတွက်အလုပ်တွေစူးစမ်းလုပ်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့စောင်းငင်ဘက်ကတော့ဘာမှလုပ်မပေးခဲ့ပါဘူး။အရက်မူးနေတဲ့သူမကသူ့ကိုရိုက်နှက်ပြီးအော်ဟစ်နေပါတော့တယ်။စောင်းငင်ကတော့တခုမှပြန်မပြောဘဲငြိမ်ခံနေခဲ့ပါတယ်။စုခင်ကတော့ပိုပြီးစိတ်လှုပ်ရှားလာခဲ့ပါတယ်။သူမရဲ့တငယ်ချင်းကအမြန်ပြေးလာပြီးသူမကိုဆွဲခေါ်သွားခဲ့ပါတယ်။စောင်းငင်ကတော့ခေါင်းကိုကိုင်ပြီးနာကျင်စွာနဲ့ထိုင်ချလိုက်ပါတယ်။ခဏလောက်တွေဝေနေပြီးမှနောက်တမရစီချင်တာနဲ့သူမနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဖြူခင်ကိုအမြဲတမ်းသဘောကျနေတဲ့သူမရဲ့အကူကတော့သူ့ရဲ့ရည်စားဟောင်းအတွက်နဲ့အရက်မူးနေတဲ့သူမကိုမြင်ပြီးဒေါသထွက်နေပါတယ်။စောင်းငင်ကဖြူခင်ကိုမီအောင်လိုက်ဖို့အသေးအတန်ကြိုးစားပေမဲ့မင်းငင်းချန်ရဲ့ပြင်းထန်တဲ့အကြည့်တွေကိုသာတွေ့လိုက်ရပါတယ်။ကျောင်းတုန်းကလည်းသူတို့နှစ်ယောက်ကိုခွဲထားခဲ့ဘူးသူပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားမှာရံပွဲတွေထိဖြစ်ခဲ့ဘူးပေမဲ့သူတစ်ပါးအိမ်မှာခိုးကပ်နေရတဲ့ဖြူခင်ကတော့ဘယ်တော့မှပြန်မတုံ့ပြန်ရဲခဲ့ပါဘူး။မင်းငင်းချန်ကစုခွဲရဲ့လက်ကိုဆွဲပြီးခေါ်သွားတာကိုစောင်းငင်တယောက်ဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ရုံပါပဲ။စုခင်ကစောင်းငင်နဲ့လမ်းခွဲခဲ့တဲ့နေ့ညမှာတော့သူကတော့ပြန်ပြီးအနိုင်ရဖို့မျှော်လင့်ချက်နဲ့သူမရဲ့ပြတင်းပေါက်နားကိုသွားပြီးစာတိုးလေးခြံထားခဲ့ပါသေးတယ်။ဒါပေမဲ့ကောက်ချစ်တဲ့သူမရဲ့အကူကအဲ့ဒီစာကိုတွေ့သွားပြီးတမင်တက်တက်ဖြစ်လိုက်တာပါပဲ။သူကစောင်းငင်ကိုအရိုက်ခံရအောင်လုပ်ယုံတင်မကပဲသူတို့နှစ်ယောက်ကိုပါအပြီးတိုင်ခွဲထုတ်ပစ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့ညီမလေးကသူတယောက်တည်းပိုင်ဆိုင်ရမှာမို့လို့ပါ။နောက်တစ်နေ့မှာတော့တညလုံးအိတ်မပျော်ခဲ့တဲ့စောင်းငင်တယောက်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။သူဖြူခင်ကိုသွားရှာတော့မှာပါ။သူအရန်ချစ်ခဲ့ရတဲ့မိန်းကလေးကိုပြန်ပြီးဆွဲခေါ်တော့မှာပါပဲ။သူ့ရဲ့ရည်စားဟောင်းမလေးကအယက်မူပြီးရင်ဖွင့်ပြောဆိုလိုက်တဲ့စကားတွေကြောင့်ပဲဒီလူငယ်ကသူမကိုပြန်ရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲသူကစုခင်ရဲ့အိမ်အောက်ကိုရောက်လာခဲ့ပါတယ်။သူမမနှက်စာမစားရသေးဘူးဆိုတာသိလိုက်ရတဲ့အခါစောင်းငင်ကအပြင်မှာသွားစားဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒါပေမဲ့ဖြူခင်ကတော့စံပြုတ်ပဲတောက်ချင်တယ်လို့ပြောပြီးသူ့ကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတယ်။သူတို့နှစ်ယောက်အိမ်ထဲရောက်တဲ့အခါသူမရဲ့မိဖို့ချောင်ကဘယ်တော့မှအတုံးမပြုထားမှန်းသိလိုက်ရပါတယ်။အဲ့ဒီမှာရှိတာကအလုတ်ကရလာတဲ့စံတအိတ်ပဲရှိပြီးတက်တန်းကုန်ခါနီးတောင်ဖြစ်နေပါပြီ။ဒါကြောင့်စောင်းငင်ကစံတွေကိုစေးကြောပြီးစံပြုတ်စတင်ချက်ပြုတ်ပေးလိုက်ပါတယ်။သူမအမြဲတမ်းအပြင်စာပဲမှာစားနေရတယ်ဆိုတာသိလိုက်ရတဲ့အခါသူ့စိတ်ထဲမှာတနာစိတ်တွေပေါ်လာရပါတယ်။စံပြုတ်အိုးနီးလာတဲ့အထိသူတို့နှစ်ယောက်ဒီတိုင်းပဲရက်နေမိကြပါတယ်။တပြိုင်နက်တည်းမှာပဲအိုးဖုံးကိုလှမ်းကင်လိုက်ကြတဲ့အခါသူတို့နှစ်ယောက်ရဲ့လက်တွေထိမိသွားခဲ့ပါတယ်။အနက်လေးကမှုေးနေတာပဲ။အချိန်ခါကောင်းပြီလို့ယူဆလိုက်တဲ့အခါမှာတော့စောင်းငင်ကသူ့ရွေချက်ကိုတဲ့တိုးပဲပြောလိုက်ပါတယ်။သူကသူ့သဘောထားကိုရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်။စုခဲအနေနဲ့သူ့ဘက်မှာရက်တီဖို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်မယ်ဆိုရင်ကျန်တဲ့ကိစ္စအလုံးကိုသူတာဝန်ယူဖြေရှင်းပေးမှာပါတယ်။စုခင်းကတော့ဘာလို့ရမှန်းမသိပဲအေးခဲသွားတယ်လို့ငြိမ်သက်နေခဲ့ပါတယ်။သူမကသူ့နဲ့အတူရှိနေချင်တာအမှန်ပါဒါပေမဲ့မွေးစားမိသားစုမှာနေထိုင်ခဲ့ရတဲ့အချင်းတွေနဲ့မိခင်ဖြစ်သူပြောခဲ့တဲ့စကားတွေကသူမစိတ်ထဲမှာဆွဲနေခဲ့တဲ့အတွက်ကြောင့်ခေါင်းငုံပြီးဝမ်းနဲ့ပက်လက်နဲ့မျက်ရည်တွေကျလာခဲ့ပါတယ်။သူမရဲ့တိတ်ဆိတ်မှုကိုမြင်လိုက်ရတဲ့အခါစောင်းငင်ကတော့အချိန်တန်ပြီဆိုတာကိုနားလည်သွားခဲ့ပါတယ်။အိုးထဲကစံပြုတ်တွေစုပြီးရှန်ကြလာတဲ့အချိန်မှာပဲဒါဟာအဆုံးသတ်ပဲဆိုတာသူဆုံးဖြတ်လိုက်ပါတယ်။မိဖို့ကိုပိတ်လိုက်ပြီးနောက်ပြန်မလှည့်ပဲထွက်ခွာသွားခဲ့ပါတယ်။စုကင်ကတော့တယောက်တည်းကြံရစ်ခဲ့ပြီးအရသာမရှိတဲ့စံပြုတ်ဖြူလေးကိုတငုံချင်းတောက်ရင်းမျက်ရည်တွေထိမရအောင်ကျလာခဲ့ပါတော့တယ်။နောက်ဆုံးတော့သူမငိုချလိုက်မိပါတော့တယ်။သူမဘယ်တော့မှမတွေးထင်ထားခဲ့မိတဲ့အချက်ကတော့သူမရဲ့မိခင်ကစောင်းငင်နဲ့သူမကိုမပေါင်းသင်းစေဘူးတားဆီးနေခဲ့တာဟာတကယ်တော့စောင်းငင်ရဲ့မိသားစုကိုပျက်စီးစေခဲ့သူကသူမရဲ့မိခင်ဖြစ်နေလို့ပါပဲ။လွန်ခဲ့တဲ့10နှစ်ကျော်ကစောင်းငင်ရဲ့ဖခင်အလုပ်လုပ်တဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်သမားတွေကိုရှော့ချတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပါတယ်။သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရော်ကြီးငွေရရှိစေဖို့အတွက်သူကလူတွေကိုစုစည်းပြီးမိသားစုအိမ်ကိုငွေတောင်းခံဖို့ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့စုခင်ရဲ့မိဘတွေကအဲ့ဒီစီစဉ်ကိုဖျက်ဆီးပစ်လိုက်ပြီးအလုပ်သမားတစ်ယောက်ကိုလက်ထိုးကစောင်းငင်ရဲ့ဖခင်ဟာလက်စားခဲ့တယ်လို့တိုင်ကြားစေခဲ့ပါတယ်။အဲ့ဒီကိစ္စကြောင့်ပဲစောင်းငင်ရဲ့ဖခင်အလုပ်ထုတ်ခံခဲ့ရတာပါ။ဒီအကြောင်းရင်းကြောင့်ပဲစောင်းငင်ရဲ့မိခင်ကသူတို့သားအဖကိုစွန့်ခွာသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကငယ်ရွယ်တဲ့စောင်းငင်ရဲ့နှလုံးသားကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။သူ့ဖခင်ကစိတ်တက်ကြပြီးအခြေအနေတွေဆိုးရွားလာခဲ့ပါတယ်။ငယ်ရွယ်တဲ့စောင်းငင်ဟာအိမ်မှုကိစ္စတွေကိုတာဝန်ယူခဲ့ရပါတယ်။နောက်တော့နှင်းကြတဲ့ညတညမှာတော့သူ့ဖခင်ဟာသူတို့အိမ်တကားဝမှာတင်အေးတန်ကြောင့်အသက်ဆုံးရှုံးသွားတာကိုဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ရရှာပါတယ်။